အားလုံးပဲစီလိုက် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဗိုလ်တဟူသားသမီးများအတွက်ရောအားလုံးကိုဟောပြသွားမှာဖြစ်ပါတယ်ကွန်မန့်မှာလည်းမိတ်ဆွေစိတ်ထက်ဖြစ်ချင်တဲ့အများကိုမဖြစ်မနေဆူတောင်းရေးသားခဲ့ပေးပါခင်ဗျာမိတ်ဆွေတို့အခက်အခဲများကိုဖြေရှင်းပေးချင်တာဖြစ်လို့ like ပါနားထောင်ပေးပါဗီဒီယိုအဆုံးမှာလည်းအထူးရေလျာများပြောပြထားမှာဖြစ်လို့နားထောင်ဖို့တိုက်တွန်းရင်းစလိုက်ကြရအောင်ခင်ဗျာဗိုလ်တဟူသားသမီးနဲ့ရာဟုနဲ့နာမည်ကတော့ငွေကြေးအပူပင်တွေစတင်ကင်းဝေးပါလိမ့်မယ်ကျမ်းပါကြီးကတော့သွေးလေပတ်မှုအားကောင်းလန်းဆန်းတက်ကြွနေမယ်ကာလာပဲထည့်ပါတယ်တရင်ကောင်းတွေကြားရတတ်ပါတယ်လောင်ထားတဲ့ပစ္စည်းတွေဈေးကောင်းရတတ်ပါတယ်ကျမ်းမာရေးကိုတော့စိတ်မပူပေမဲ့ကိုမိခင်ရဲ့ကျမ်းမာရေးကတော့စိတ်ပူရတတ်ပါတယ်အလွန်များနေပေမဲ့ယာယီခရီးမျိုးတွေလည်းပေါ်လာတတ်ပါတယ်သူများအတွက်သဆင့်ခံအာမခံပေးတာမျိုးတွေအထူးရှောင်စေခြင်းပါတယ်အိမ်တော်ရှိသူဆိုရင်အိမ်တော်ဖက်ကျမ်းမာရေးညံ့မယ်စိုးရိမ်စရာမလိုပါငယ်ရွယ်သူဆိုရင်တော့အချစ်ရေးမှာကံကောင်းနေမယ်ဇင်ကန်ပစ္စည်းများခန်းဗန်ပစ္စည်းများအလှအပပစ္စည်းများတန်ဖိုးကြီးရင်ဝှင်းများဝင်လာတတ်တဲ့ကာလပါပဲထိမ်မမထတော့ခရီးသွားရတဲ့နေအိမ်တိုက်တာခြံကားအယောင်းဝယ်ကိစ္စများမှာအမျက်အစွန်းများရရှိတတ်ပါတယ်အိမ်သူအိမ်သားများနဲ့ခွဲခွာနေထိုင်ရလိမ့်မယ်အိုးအိမ်နေရာထိုင်ခင်းအပြောင်းလဲရှိမယ်ရက်ဝေးမှအကူအညီကောင်းတွေရမယ်အကြီးကဲကဥဥနဲ့စကားများရမယ်အလုတ်ကင်ကတော့လုတ်တလောက်အဆင်ပြေနေပါလိမ့်မယ်တွက်တန်တစ်လုံကန်တွေလုံနေတဲ့သူဆိုရင်လည်းအောင်မြင်မှုတွေရမယ်ငွေကတော့စက်တိုက်ဝင်နေတယ်ဒါပေမဲ့မမြဲပါမိတ်ဆွေအပေါင်းအသင်းတတိထားပါစိတ်ညစ်ရမယ်အာမခံတက်တဲ့လိုက်ပေးလို့မရပါဆက်ပစ္စည်းလဲဝင်မယ်တက်တိနားလေထားတဲ့ပညာတွေကိုကောင်းစွာအသုံးချနိုင်ပါလိမ့်မယ်အထူးဟောစီရင်ကတော့အပျော်ခရီးတွေသွားရတတ်ပါတယ်အထူးရရာကတော့နှင်းစီပန်းလေးတွေဖျားပန်းကတ်လို့ပေးပါခင်ဗျာဒါကမိတ်ဆွေတို့လှုပ်လိုက်လို့ရတဲ့ရရာလည်းဖြစ်လို့ယုံကြည်ပြီးလိုက်လုပ်စေချင်ပါတယ်တနင်္ဂနွေသားသမီးတွေကတော့ယခုချိန်တွင်အလုတ်ကင်တဲ့တွင်အကောင်းဆိုးရောထွေးနေတဲ့အလုတ်မှာစိတ်ညစ်ရမယ်စိုးရိမ်စရာတော့မရှိပါငွေကြီးအဆင်ပြေမယ်အကူအညီရမယ်ရစရာရှိတာတွေလည်းပြန်ရမယ်အလူမင်္ဂလာတွေလည်းပြုလုပ်ရမယ်လောင်းကစားမလုပ်ပါနဲ့ဆုံးရှုံးမှုရှိတယ်စက်တူလုံရင်းပေါ်မယ်လုံလျင်ကောင်းတယ်စက်တူလုံရင်းကလူမျိုးကြားနဲ့ဆိုရင်တော့မလုပ်ပါနဲ့စိတ်ညစ်ရမယ်စကားများတာရန်ဖြစ်တာတို့ကြုံမယ်ရှောင်ရပါမည်စိတ်ကူးထားတာတွေဖြစ်လာဖို့မလွယ်သေးပါဘူးဘာဟိတာကိစ္စတွေများပြီးလှုပ်ပေးရမယ့်အလုပ်တွေကို target ပြည့်မီအောင်မလုပ်နိုင်တာမျိုးဖြစ်တတ်ပါတယ်တန်းနိုင်တပြည့်တော့ဒီအပတ်သေးအပင်မန်းခံလိုက်ပါအလုတ်ကျွေးတွေကိုအိမ်ထိတဲလာပြီးလှုပ်တဲ့ညအလုပ်ပါဒီတပတ်တွင်းအပျော်ပါးနဲ့လောင်းကစားကိစ္စတွေကိုမေ့ထားပြီးအလုတ်သေးစိတ်နစ်ထားရင်အဆအရာရာအဆင်ပြေပါလိမ့်မယ်ကိုမတော်လဲထစ်တဲ့အလှအတန်းတာရင်းနာတွေလူမှုရေးကိစ္စများကိုမိသားစုဝင်တယောက်ယောက်ကိုတွားခိုင်းလိုက်ပါအောက်လက်ငယ်ဘူးတွေကိုအားကိုးပြီးလုပ်ရတဲ့အလုပ်များတက်လိုက်တပြည့်သူတို့ကိုစောင့်ကြည့်ပါမျက်နှာလွဲ့လို့မရနိုင်သေးပါကျမ်းမာရေးအားကောင်းပေမဲ့စောက်လုပ်ရေးနှင့်ဆက်ရန်တရားနဲ့အလုပ်လုပ်သူများထိခိုက်ရှင်နာအသေးဟွားလေးတွေထိအားတတ်ပါတယ်အိမ်တောင်ရှိသူဆိုရင်အိမ်တောင်ဖတ်ကိုစိတ်မဝင်စားသလိုထင်နေမယ်ငယ်ရွယ်သူဆိုရင်တော့အချစ်ရေးမှာမကြာခဏစိတ်ဆိုးစိတ်ကောက်နေတာမျိုးထင်နေမယ်မခိုင်လုံသောအကြံဉာဏ်များကြောင့်ပညာရေးတွင်ဆုံးရှုံးမှုများကြုံရကြပါတယ်အထူးဟောစရာကတော့အလို့များပြီးခရီးမတွင်သလိုထင်နေမယ်အထူးရရာကတော့လက်ဖက်ချောက်ခတ်ထားသောရေနွေးချမ်းကိုဖျားရှင်ကိုမကြာခဏကတ်ပါခင်ဗျာတနင်္လာတော်သမီးများအတွက်ကတော့ဒီတစ်ပတ်အတွင်းအပြိုင်ဆိုင်များနေတော့အချိန်ပါမနာလို့သူကလည်းများနေမယ်ဘာလို့စိတ်လိုက်မှန်ပါမလို့ကဒေါသမထားရခေါင်းအေးထားပြီးတော့မှလုပ်ပါဒီကာလအတွင်းအလုတ်ရှာနေသူများအလုတ်အသစ်ပေါ်မယ်ကံကောင်းပါတယ်အစိုးရဝန်ထမ်းဆိုရင်အကြီးအကဲကြုံဆင်းရရမယ်ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးခရီးသွားရမယ်ဆောင်ရွက်စာတမ်းတွေအလွယ်တကူလက်မှတ်မထိုးပါနဲ့ပြဿနာရှိပါတယ်မိမိတို့ချိတ်ဆက်ထားတဲ့အလုတ်ကိစ္စတွေလွဲချော်နေတတ်ပါတယ်မှန်းထားတယ်လို့တွေ့စားထားတယ်လို့မဖြစ်တဲ့ကာလလိုတောင်ပြောလို့ရပါတယ်ငွေကြေးအကုန်ကြတွေများနေတတ်ပြီးမဲ့ဝင်စရာရှိတဲ့ငွေလည်းပြန်ဝင်လာတတ်ပါတယ်လူမှုရေးကိစ္စတွေမှာတတိထားပါနီးစပ်သူတွေနဲ့သားသမီးကိုအကြောင်းပြုပြီးရန်ဖြစ်ရတတ်ပါတယ်အရွယ်ရောက်ပြီးတော့သားသမီးကြောင့်စိတ်ညစ်ရမယ်သားသမီးလူပြိုအပြိုရှိရင်အိမ်တောင်ကြတတ်တယ်ဂျားကနေစေတနာနဲ့ကူညီပေးတဲ့အလုပ်မျိုးတွေကိုတော့ဒီတစ်ပတ်ထဲမလုပ်တာအကောင်းဆုံးပါပဲတကယ်ကိုစေတနာကဝေဒနာဖြစ်ရတတ်ပါတယ်မိဘတွေရဲ့အလုပ်ကိစ္စတွေကိုဝင်ကူပေးနေရတတ်ပါတယ်အလုပ်ကံကတော့တနေ့ကုန်စိတ်ပင်ပန်းလူပင်ပန်းတဲ့အထိလုပ်နေရတတ်တဲ့ကာလပဲဖြစ်ပါတယ်ကျမကြီးကတော့ဒီတစ်ပတ်ထဲညံ့တယ်လို့ပဲဆိုရပါလိမ့်မယ်အယိုးအကျော်နဲ့စိတ်ကြောင့်ထည့်သောယောဂမျိုးတွေဖြစ်လေရှိတဲ့ကာလပဲဖြစ်ပါတယ်အထူးဟောလူမှုရေးကျမ်းမာရေးတတိထားပါရေရာကတော့အုံတင်းယူပါတော့မုတ်ပေါက်စီဖျားကတ်လူပေးပါခင်ဗျာအင်္ဂါသားသမီးကတော့ဤကာလတွင်မိမိကိုင်တဲ့အသုံးပြုနေသောပစ္စည်းများမှဟောင်းနှွမ်းသောအသုံးဆောင်များကိုအမြန်ဆုံးစွန့်ပစ်လိုက်ပါမမြင်ရသောပုဂ္ဂိုလ်များ၏စောင့်ရှောက်ခြင်းများကိုခံရတတ်ပြီးထူးထူးခြားခြားအောင်မြင်မှုများရရှိတတ်ပါသည်မိမိရဲ့တပည့်အောက်လက်ငယ်သားတွေရဲ့လာရောက်ကြောတာမျိုးတွေကြုံရတတ်ပါတယ်ဆရာသမားတွေစီကနေမိမိလိုချင်တဲ့အသိပညာဖြစ်စေအတတ်ပညာဖြစ်စေရတတ်ပါတယ်အများကြီးချစ်ခင်နှစ်သက်ခြင်းကိုခံစားရမည်အိမ်တော်ရှင်သူပါကသားသမီးတို့တည်တဲ့လိမ်မာမှုကြောင့်စိတ်ချမ်းမြေ့ရမည်မိသားစုနဲ့အထူးပရဟိတအလုံးများကောင်းသောလှုပ်ဆောင်ဝင်ရရှိမည်ကုသိုလ်ကိစ္စတွေဘာသာရေးကိစ္စတွေ
အလူတန်းကိစ္စတွေနဲ့အချိန်ကုန်တက်ပါတယ်ဒီတစ်ပတ်ထဲအလုပ်စည်းဝါးနဲ့ပတ်သက်သောအလုပ်တွေမှာတော့လက်ကားအလုပ်များပညာနဲ့ယဉ်သောအလုပ်များယင်းနှိမ့်ညံမှုနဲ့ဆိုင်သောအလုပ်များအကျိုးရှိပါလိမ့်မယ်ငွေကြေးကံကောင်းတဲ့မှုဝင်စရာရှိတဲ့ငွေကြေးတွေအများအပြားဝင်လာတတ်ပါတယ်ထီးပေါက်တာမျိုးဘောနက်ရတာမျိုးမှုတ်ဖိုးရတာမျိုးတွေအထူးကြုံတွေ့တတ်ပါတယ်ငယ်သူတို့အချစ်ရေးကတော့အနောက်ချက်တွေနဲ့ကြုံတွေ့ပြီးမှအောင်မြင်မယ်ကျမ်းမာရေးအနေငယ်ညံ့မယ်စီမျက်စိဥပတ်ပြီးရေချိုးဆင်ခြင်းပါအထူးဟောစရာရှိတာကကံကောင်းမှုတွေအလှည့်ကျမဲ့ကောက်လာပါမယ်ရတရားကတော့တင်းဘော်ဒီမှန်ဖြိုးရေးဖျားကန့်လူပေးပါခင်ဗျာ